တုတ်ကွေးရာဒီရောက်လာပြီဖြစ်တဲ့အတွက်အခုတုတ်ကွေးတွေဖြစ်နေကြပါပြီဒီတုတ်ကွေးဖြစ်လာရင်နလန်မြန်မြန်ထအောင်ဘယ်လိုနေရမလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ဒေါက်တာမြတ်သူအောင်ဖြစ်ပါတယ်ဒီအကောင့်လေးကနေကျမရဲ့ဘူးသူရတွေကိုပုံပြန်လေးတင်ပေးနေတာဖြစ်ပါတယ်အဲဒီတော့အခုတုတ်ကွေးရာဒီစလာပြီတုတ်ကွေးတွေဖြစ်လာကြပြီပေါ့နော်တုတ်ကွေးကတရားနဲ့ကြောက်တော့မတူတချို့ကတရက်နှစ်ရက်လောက်ပဲဖြစ်တယ်တချို့ကကျတော့ရက်ရှည်ပြီး3-4ရက်လောက်ဖြစ်တတ်တဲ့လူတွေလည်းရှိပါတယ်နော်တုတ်ကွေးဖြစ်လာတဲ့အခါမှာလက္ခဏာတွေပြပါတယ်။ဘာတွေပြလဲဆိုတော့မျိုးစုံပေါ့နော်။နာစီချောင်းဆိုခေါင်းကိုက်ခန္ဓာကိုယ်တွေကိုက်ခဲတာပေါ့နော်။ပြီးရင်အားမရှိသလိုနှုံးတာနေတာနော်။ဒါတွေအကုန်ဖြစ်နိုင်ပါတယ်။တချို့ဆိုဝမ်းတွေပါရှောတာမျိုးလည်းရှိတတ်ပါတယ်။အဲ့ဒီတော့ဒီလိုတွေဖြစ်လာရင်လူကနှုံးချီလာပါတယ်။နှုံးချီလာတာမျိုးတွေဖြစ်လာတတ်တယ်။အဲ့တော့လူတွေကမြန်မြန်ပျောက်သွားလဲဆိုတော့ကိုယ်ခံအားကောင်းတဲ့လူတွေကတော့မြန်မြန်ပျောက်သွားလေးရှိပါတယ်။အဲ့တော့ကိုယ်ခံအားနေတဲ့လူတွေကတုတ်ကွေးကိုရက်ပိုချက်ချာခံစားရတတ်ပါတယ်။အဲ့တော့ကိုကတုတ်ကွေးဖြစ်လာပြီဆိုရင်ဘာတွေဘယ်လိုနေထိုင်ရမလဲဆိုတော့ဆရာတို့အရင်များများတောက်ပထမတစ်ချက်ကအရင်များများတောက်ပြီးလို့လုပ်ပါတယ်နော်။ဆေးကန်းပြမယ်ဆိုရင်ဆေးကန်းတွေကများသောအားဖြင့်တက်စားရည်တိုက်လေးရှိပါတယ်။တုတ်ကွေးဖြစ်ရင်တက်စားရည်တိုက်ရင်အရင်များများတောက်ခြင်းအပြင်တုတ်ကွေးကိုတိုးစေပါတယ်။မြန်မြန်နလန်ထစေပါတယ်။နောက်တစ်ချက်ကကျတော့ဆရာတို့စီပစ်ပါနော်။တုတ်ကွေးဖြစ်လာရင်စီပစ်လေးထည့်တောင်းရင်ကိုယ်ခံမြင့်တက်ပြီးတော့စီပစ်ကြောင့်လည်းဗီတာမင်စီကြောင့်လည်းကျွန်တော်တို့ကိုယ်ခံနလန်ထတာကိုညံစေပါတယ်ပြီးနောက်တစ်ခုအရေးကြီးဆုံးတစ်ချက်ကတော့အိပ်ရေးဝအောင်အိပ်ချင်းပါပဲအဲ့ဒီတော့ကိုကတုတ်ကွေးဖြစ်ပြီဆိုရင်တုတ်ကွေးလည်းဖြစ်တယ်အိပ်ရေးရတယ်မဝဘူးဆိုရင်ဒီတုတ်ကွေးနလန်ထဖို့ကကြာနေတတ်ပါတယ်အဲ့တော့အိပ်ရေးကိုဝဝဖြစ်အောင်အိပ်ပေးရမှာမယ်ပြီးရင်စားတော့အောင်ပေါ့နော်အစားတော့ဘာတွေစားရမလဲပေါ့နော်ဒါတော့လူတိုင်းမေးတတ်ကြတယ်အစားကကျွန်တော်တို့ပျော့စားရပါပြီเนาะပျော့နဲ့ခဏလေးစားပေးပိုကောင်းပါတယ်အဲ့တော့ထမင်းမစားရတာမဟုတ်ပါဘူးထမင်းစားလို့ရပါတယ်ထမင်းပျော့လေးတွေစားလို့ရပါတယ်ဘာရင်နဲ့တဲ့လဲဆိုတော့သူတို့အဆန်ပြုတ်တွေကြာတယ်ပြုတ်တွေစွတ်ပြုတ်တွေအကြီးများတွေပေါ့เนาะပူနွေးအစားအစာတွေအာဟာရရှိမဲ့အစားအစာတွေအကုန်တဲ့ပါတယ်เนาะအဲ့တော့အာဟာရရှိတဲ့အစားအစာတွေရွေးစားပေးရမယ်အေးဝဝအိတ်ကမယ်တစားရည်တောက်ကမယ်စီပစ်လဲတောက်ကမယ်ဒါဆိုရင်ကိုတုတ်ကွေးဖြစ်လာတယ်ဆိုရင်နလန်မြန်မြန်ထနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်